အားလုံးမင်္ဂလာပါဒီနေ့21ရက်လ2026ကျွန်တော်ဗာပြောမလဲဆိုတော့ဒီမြစ်ကျင်းနာကိစ္စပြောချင်နေတာဗျာဗဇက်တွေကိုရရတော့ကျွန်တော်တော်တော်ကြီးထိန်းနေတာအရင်တော့မပြောဘူးနဲ့ဒီမြစ်ကျင်းနာလေစိတ်ကိုလွန်ခဲ့တဲ့တစ်ပတ်စေကမှတစ်ခါပြစ်ခံရတယ်ညောဘာအဲ့ဒါစစ်တပ်သုံးတဲ့လေငွင်းလည်းမဟုတ်ဘူးအများကြီးပြည်သူတွေသွားနေတဲ့လေငွင်းဟာညလွန်မှုလားဗျာလှုပ်တဲ့အဖွဲတွေကလည်းပြီးတော့ဒီစစ်တပ်ဟိုလေဒီလေရင်စစ်တပ်ကပဲနဲ့လေရင်လည်းမဟုတ်ဘူးခင်ဗျားတို့လှုပ်တာတော်တော်လွန်နေပြီဥကဒီကိစ္စမှာကကျွန်တော်ကသုံးသက်ကြည့်တာတော့နှစ်ဖက်လုံးကမယိုးသားဘူးလို့ထင်တာပဲဘာကြောင့်လဲဆိုတော့ဒီလေငွင်းဘေးမှာဘယ်သူရှိလဲသိပါတယ်နော်အဲ့ဘက်တွေပြစ်လိုက်လေပြစ်ရှင်လေငွင်းမှာတိုင်းမှုရှိညာပဲတိုင်းမှုရုံငန်းကြီးဟောမလဲနတ်မောင်လေငွင်းရှိတယ်ဟိုလေတက်စကန်အဲ့ဘက်ပြစ်လေဘာကိစ္စဒီအများသူသုံးတဲ့ဒီလေစိတ်ကိုလာပြစ်တယ်ဟာတော့နောက်တစ်ခုရှိသေးတယ်စစ်တပ်ကလည်းဝိုင်းမော်ဘက်ကိုင်းရဘာချန်ထဲမှာ KIA PDF တွေမှာအများကြီးပဲဘာဖြစ်လို့မပြစ်တာမလို့မတိုက်တာဒါကြီးကိုလက်နဲ့ငတကမ်းပဲရှိတယ်ဒီဘက်ကလည်းဒီတိုင်းပဲရက်နေတာဟောကလည်းဒီတိုင်းပဲတည်ထားတာလင်းကားနေရှိပြီဒီတိုင်းပဲဘာချန်ထဲမှာဆိုရင် KIA ကတော့အများကြီးမရှိပါဘူး80တရားလောက်ပဲရှိရသူတို့စူဆောင်ရေးလို့ဘာလို့နဲ့ဂိမ်းလေးကောက်တာ PDF က2000နဲ့3000ဓာတ်လောက်မှရှိတယ်အဲ့ဘာလို့မတိုက်တာဒီတိုင်းနဲ့ထားတာလာမနဲ့အဲ့လိုမတိုက်မှတော့ဟိုကစိတ်ကြိုက်လုံးပြီဗောနီးနီးလေးကိုအဲ့မှာ drone နေစင်လိုက်ဘာတွေလုံးလိုက်နဲ့ပြစ်နေမှာပဲဒါဒီတိုင်းသားပြစ်မှာမဘူးနဲ့နောက်တော့ဒီကျက်ကိုပို့ပြစ်တော့မှာဘလို့မှတော့မသိဘူးနားလေရခက်တယ်လို့ဟာဒီဘက်မှာဟိုပြည်သူစစ်နဲ့တက်နေလားမသိပါဘူးတခါလေးဘက်တွေကြည့်ရတာလူတွေတောင်မှားလို့ဒီဟာ KIP ဒီကဟိုဘက်ကျတော့မတူတော့ဆိုပေးခဲ့ပြီဆိုတော့မဟုတ်ဘူးဆိုတော့ဟာဒီဟာစစ်တက်ကလို့ဟာဒီလောက်နီးနီးလေးကိုတင်ထားတာပြင်းလန်းကြည့်ကြဘူးနင်းတော့လည်းမဟုတ်အဲ့ရဘာဂျန်ထဲမှာဆိုတော့ PDF မရှိပါဘူး2000နဲ့3000ရှိတယ် KIA ရတော့အများကြီးမရှိဘူးသူတို့စူးစိုင်းလုပ်တာနည်းနည်းပဲရှိတာဒါလည်းမရှင်းဘူးတက်ကလည်းဘလို့နားလည်မှတော့မသိတော့ဘူးတခုပဲဒါကြီးကဒီလိုကြီးထားမှတော့သူများပြစ်မှာပေါ့အဲ့မှာစိတ်ကြဒရုံးလေးစင်လဲလွတ်လိုက်အောင်မနီးနီးလေးကိုဘာခက်လို့ပြီးရင်အဲ့ခုလေတက်ကိုပြစ်တဲ့အဖွဲ့တွေဘယ်ဘက်မှမရှိပါဘူး KIA မို့ PDF ပေါ့ဒီဘက်ရှိတာပဲ KIA တော့လာမပြစ်တော့ပါဘူးဘယ်သူမှညင်းနေတယ်တရားကြီးကတော့ညင်းလဲအပူပဲ KIA ညင်းလဲမရဘူး PDF လုပ်တယ်ပဲပြောဦးတော့ခင်ဗျားတို့မွေးထားတာသူတို့ခင်ဗျားတို့တောင်းခံမှာပဲနောက်ဆုံးတော့နော်အလုပ်ရှင်လဲစီးနဲ့ဆိုင်တဲ့ပြစ်မှတ်တွေပဲလုပ်ပါလို့နော်အများပြည်သူနဲ့ဆိုင်နေရတယ်မလုပ်ပါနဲ့လို့နော်ဘလောက်ကားလမ်းနေမှာပိတ်လို့မှအဆင်မပြေလို့မှဒီလေချောင်းလေးအားကိုသွားနေရတာကချင်ပြည်နယ်ခီးစဉ်ဟာဘလောက်လုံးမှာပဲခုဘူးမှလည်းမစီရဘူးဘယ်လေမှလည်းပြန်ရတော့ဘူးနော်ပြင်းတတ်မတော်နေနေရလဲဘာဘာချန်နဲ့က PDF KIA တွေကိုဘလို့သဘောနဲ့တိုင်းထားနေရတော့ကြာတော့အေးဆေးပဲသူတို့နေနေတာနဲလူတွေမဟုတ်ဘူးဥမာတစ်ပတ်10လည်းမဟုတ်ဘူး3လေးနေ့ရှိပြီဒီတိုင်းနေနေတာပဲဟို50ရောက်ရောက်100နေရလည်းမဟုတ်ဘူး2000 3000လောက်ရှိတယ်အနည်းဆုံး2000လောက်ရှိတယ်အကြည့်ကြလည်းလုံးကြပါအောင်လို့နှစ်ဖက်လုံးတောင်းဆိုပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်ဗျာ